အားလုံးပဲမင်္ဂလာပါရှင်မိဘဆေးရအကြောင်းသာပူပေါင်းဆောင်ရွက်မှသာလျှင်ပညာရေးကပုံမှုပြီးတော့အောင်မြင်နိုင်မှာဖြစ်ပါတယ်မိဘတွေရဲ့တာဝန်တွေဝတ္တရားတွေကလည်းအမတန်မှကိုပဲများပြားလာပါတယ်เนาะမိသားစုအရေးလူမှုရေးစီးပွားရေးတို့အပြင်ကိုယ့်ရဲ့သားသမီးပေါ့နော်ကိုထိန်းချောင်းနိုင်စွမ်းရှိပြီးတော့အခက်အခဲတွေကိုကြော်လွှားနိုင်တဲ့သူတွေဖြစ်အောင်လို့ပြုစုပြောထောင်ပေးရတဲ့အလုပ်တစ်ခုဟာလည်းလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူးရှင်မိဘတွေရဲ့အလုပ်ဟာကလည်းလွယ်တဲ့အလုပ်တစ်ခုမဟုတ်တယ်လို့မျိုးသားသမီးတွေဘက်ကစဉ်းစားကြည့်ရင်လည်းမိဘဆိုတာကိုသားသမီးတွေကရွေးချယ်ပိုင်ခွင့်ရတဲ့သူတွေမဟုတ်ဘူးမိဘပြုသမျှနှုတ်ရမဲ့သူတွေတာဖြစ်တယ်ပေါ့နော်မိဘအုပ်ထိန်းမှုပုံစံ၄မျိုးရှိပါတယ်။ကျမကဒီဗီဒီယိုလေးထဲမှာမိဘအုပ်ထိန်းမှုပုံစံ၄မျိုးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။နောက်အဲ့တော့မိဘအုပ်ထိန်းမှုပုံစံ၄မျိုးရှိတယ်။မိဘတိုင်းကတော့ကိုယ့်ရဲ့သားသမီးပေါ့နော်ကိုယ့်ရဲ့သားသမီးကိုတော်စေခြင်းနဲ့တက်စေခြင်းနဲ့လိမ္မာစေခြင်းကြတဲ့သူတွေကြီးပါပဲ။ဒါပေမဲ့တခါတလေကြားလို့ရှိရင်မိဘတွေကကိုတိုင်းတောင်မှပဲเนาะသတိမထားမိပဲနဲ့ကိုယ့်ရဲ့သားသမီးကိုစိတ်ဒဏ်ရာတွေပေးနေတတ်တယ်ပေါ့နော်အဲ့တော့ကျမကဒီဗီဒီယိုလေးထဲမှာเนาะမိဘအုပ်ထိန်းမှုပုံစံနဲ့ကိုယ့်ရဲ့သားသမီးကိုကိုကဘယ်လိုထိန်းချောင်းနေသလဲပေါ့နော်ဘယ်လိုအုပ်ထိန်းမှုပုံစံနဲ့ကိုသားသမီးကိုကဘယ်လိုထိန်းချောင်းနေသလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်နံပါတ်1ပေါ့နော်နံပါတ်1မိဘကကြတော့ဘာလဲဆိုလို့ရှိရင်သူကနှွေးထွေးတယ်ပေါ့နော်နှွေးထွေးတယ်မိဘကလည်းစံနမူနာအဖြစ်နဲ့နေပြတယ်စီကံဖောက်ပြက်လို့ရှိရင်လည်းမဆူဘူးမဆူပဲနဲ့သူကစီကံဖောက်ပြက်လို့ရှိရင်ရရှိလာမယ်အကျိုးဆက်ကိုပဲရှင်းပြတယ်ဒါလုံးလို့ရှင်เนาะဒီလိုဖြစ်တတ်တယ်ဆိုတဲ့အကျိုးအကြောင်းနဲ့ရှင်းပြတတ်တဲ့မိဘအမျိုးအစားပေါ့เนาะပြီးလို့ရှိရင်သားသမီးတွေနဲ့လည်းရင်းရင်းနှီးနှီးနေတယ်ပြီးလို့ရှိရင်ကလေးတွေရဲ့ထင်မြင်ယူဆချက်ကိုလည်းသူကနားထောင်ပေးတယ်နော်စိတ်ရှည်လက်ရှည်နဲ့ကိုနားထောင်ပေးတယ်ဒါပေမဲ့ဆုံးဖြတ်ရမယ့်ကိစ္စဆိုလို့ရှိရင်တော့မိဘကပဲဆုံးဖြတ်ပေးတယ်ကောင်းတယ်မကောင်းဘူးပေါ့နော်လှုပ်တင်တယ်မလှုပ်တင်ဘူးဆိုတာကိုတော့မိဘကပဲဆုံးဖြတ်ပေးတယ်အဲ့လိုမျိုးမိဘနဲ့ကြီးပြင်းလာတဲ့ကလေးတွေကကြတော့ဘာလဲဆိုရင်သူတို့ရဲ့စိတ်ခံစားချက်ကိုသူတို့ကထိန်းချုပ်နိုင်တယ်ကိုယုံကြည်မှုရှိတဲ့ကလေးဖြစ်ကြီးပြင်းလာတယ်နောက်တော့ဖော်ရွေတဲ့စူးစမ်းခြင်းနဲ့အောင်မြင်မှုရတတ်တဲ့ကလေးငယ်လေးတွေဖြစ်ကြီးပြင်းလာကြတယ်ပေါ့နော်အဲ့တော့ကျမတို့ကเนาะဒီမိဘအုပ်ထိန်းမှုပုံစံ၄မျိုးထဲမှာဒါကတော့နံပါတ်1မိဘပေါ့နော်နံပါတ်1မိဘအနေနဲ့ကျမကပြောပြပေးရတာပါနံပါတ်2 3 4ကတော့နောက်အပိုင်းလေးတွေနဲ့ဆက်ပြီးတော့လာပါမယ်ရှင်အဲ့တော့ကိုကဘယ်လိုမိဘအမျိုးအစားထဲမှာပါခြင်းသလဲဆိုတာသိချင်တယ်ဆိုရင်ဗီဒီယိုလေးကိုဆက်လက်ပြီးတော့ကြည့်ရှုဖို့ပြောပြရစီကျေးဇူးတင်ပါတယ်ရှင်ဒီချက်ဆန္ဒပါ